အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ crypto တွေကိုစလေ့လာပြီဆိုရင် Bitcoin တို့ Ethereum တို့ Smart Contract တို့အကြောင်းကိုတော့အများစုကကြားဘူးသားဖြစ်မှာပါ Smart Contract တွေဆိုတာကလည်းတူမလို့ပဲနဲ့အလိုလျောက်ပြုလုပ်ပေးနိုင်တဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ Smart Contract တွေမှာပြဿနာတစ်ခုရှိပါတယ် Smart Contract တွေက data မရှိရင်အလိုလျောက်မပြုလုပ်ပေးနိုင်တော့ပါဘူးblockchain တွေဆိုတာကအလုံးပိတ်အခန်းတွေလိုဖြစ်ပြီးတော့တကယ်အပြင်ကဘာက data တွေကိုအလိုလျောက်မရယူနိုင်ပါဘူးတကယ်လို့ blockchain တွေမှာအပြင်ကဘာ data တွေကိုရယူမယ်ဆိုရင်လည်း security ဘိုင်းမှာအလွန်အားနည်းသွားနိုင်ပါတယ်အဲ့တော့အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ကြားထဲမှာကြားခံဆောင်ရွက်ပေးမယ်နည်းပညာတစ်ခုလိုအပ်လာပါတယ်အဲ့ဒီဟာကိုဆောင်ရွက်ပေးနေတာကတော့ Oracle တွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Oracle ဆိုတာဘာလဲ Oracle တွေဘာကြောင့်အရေးကြီးလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ် Oracle ဆိုတာက blockchain ဆိုတဲ့ on-chain နဲ့ real world ဆိုတဲ့ off-chain ကြားမှာ data တွေဖတ်တမ်းစစ်ဆေးနိုင်အောင်တည်ဆောင်ပေးနေတဲ့တရားတစ်ခုပဲဖြစ်ပါတယ် on-chain နဲ့ off-chain ကပေါင်းပြီးတော့လွတ်လုံနေတာမဟုတ်ပါဘူး on-chain ကတက် off-chain ကတက်ပါအဲ့ဒီအဆက်ဆက်မရှိတဲ့အရာနှစ်ခုကိုဆက်ဆက်ပေးထားတာကတော့ Oracle တွေပဲဖြစ်ပါတယ်အပြင်ကမှာရှိတဲ့ data တွေသတင်းချက်လက်တွေကို blockchain တွေကိုစက္ကန့်နဲ့မလတ် real time ပေးပို့ပေးနေတာပါဥပမာ DeFi platform တွေမှာ coin တွေကိုရောင်းဝယ်ပြုလုပ်တော့မယ်ဆိုရင်အပြင် exchange တွေမှာရှိတဲ့ Bitcoin, Ethereum တို့ရဲ့ပေါက်ဈေးတွေကိုသိဖို့လိုအပ်ပါတယ် Oracle တွေကအပြင် exchange တွေက Bitcoin, Ethereum တို့ရဲ့ပေါက်ဈေးတွေကို blockchain တွေကိုစက္ကန့်နဲ့မလတ် real time ပေးပို့မိပါတာ smart contract ကအလိုလျောက်အလုပ်လုပ်ပေးပြီးတော့ DeFi platform တွေမှာ coin တွေကိုအရောင်းဝယ်ပြုလုပ်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ RWA လို့ခေါ်တဲ့ real world asset တွေအတွက်လည်း Oracle တွေကအသက်လို့ပဲအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ RWA တွေကတကယ်အပြင်လောကမှာရှိတဲ့ ATM တွေရွှေတွေ store တွေကို tokenization လုပ်ပြီးတော့ blockchain ပေါ်မှာတင်ပြီးတော့အရောင်းဝယ်ပြုလုပ်ကြတာဖြစ်ပါတယ်တကယ်အပြင်လောကမှာရှိတဲ့ရွှေတွေ ATM ဈေးတွေဆိုတာအချိန်နဲ့မျှပြောင်းလဲနေပါတယ်ဒါကြောင့် blockchain ပေါ်မှာရှိတဲ့ tokenize လုပ်ထားတဲ့ token ရဲ့ပေါက်ဈေးနဲ့အပြင်လောကမှာရှိတဲ့ပေါက်ဈေးတွေကတထီရတယ်ထပ်တူညီနေဖို့လိုအပ်ပါတယ် Oracle တွေကအပြင်ကောင်မှာရှိတဲ့ပေါက်ဈေးတွေကို blockchain စီကို real time ပေးပို့နေပြီးတော့ဈေးတွေကိုတူအောင်ညှိပေးထားတာဖြစ်ပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုရင် Oracle တွေသာမရှိရင် blockchain ဆိုတာကဘာကြီးနဲ့အဆက်အသွယ်ပြတ်ပြီးတော့အခန်းပိတ်ထဲမှာထိုင်နေတဲ့လူတစ်ယောက်လိုပါပဲ Oracle တွေရှိလို့သာအပြင်ကဘာက data တွေကို blockchain ပေါ်ကိုတည်ဆောင်လာနိုင်ပြီးတော့ smart contract တွေကလည်းကောင်းကောင်းအလုပ်လုပ်နိုင်တာဖြစ်ပါတယ်လက်ရှိ crypto လောကမှာအကြီးဆုံးနဲ့လူသုံးအများဆုံး Oracle project ကတော့ Chainlink ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကနေ Oracle အကြောင်းကိုရှင်းရှင်းလင်းလင်းနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ကလည်းလေ့လာသူတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြောတဲ့နေရာမှာအမှားပါသားခဲ့ရင်ဖြစ်လိုရချက်ရှိခဲ့ရင်ဖြစ်စေ comment မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်မြင်တဲ့အတွက်ကျေးဇူးတင်ပါတယ်